မင်္ဂလာပါဒီနေ့ Microsoft Word နဲ့ဒီလိုမျိုးမျက်နှာဖုံးလှလှလေးတစ်ခုလောက်လုပ်ကြည့်ရအောင်ဒါကသူ့မှာပါတဲ့ပုံလေးနဲ့လုပ်တာမဟုတ်ပါဘူးကိုယ်တိုင်ဖန်တီးထားတာပါကဲကိုစလုပ်ရအောင်စောင်းမျက်နှာဖုံးလုပ်တော့မယ်ဆိုရင်စောင်းမျက်နှာဖုံးရဲ့ site လေးကိုအရင်ပြင်ရမှာပါ page layout ထဲက margin ထဲက custom margin ကိုရွေးပါမယ်margin ရဲ့ top ရဲ့ button ရဲ့ကိုကျွန်မက 0.5 စီထားလိုက်မယ် left ကိုကြတော့ 0.75 ထားပြီးတော့ right ကိုလည်း 0.5 ပဲထားလိုက်ပါမယ်ပြီးသွားရင် paper ကို A4 လို့ထားပါမယ်ပြီးပြီဆိုရင် okay နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်စာရွက်ရဲ့နောက်ခံ shape တစ်ခုဆွဲမယ် insert ထဲက shape ထဲကဒီပုံလေးကိုရွေးပါမယ်စာရွက်ကိုတစ်ရွက်လုံးမြင်အောင် site လေး view လေးကိုခြုံလိုက်မယ်နောက်ခံကိုဒီထိတ်ကနေပြီးတော့ကျွန်မဆွဲလိုက်မယ်အဆုံးထိပါပြင်ထွက်တာကထွက်လို့ရပါတယ်ဆွဲပြီးပြီဆိုရင်ဒီ color ကိုအရောင်လေးနည်းနည်းဖြောတာလေးရွေးမှာဖြစ်တဲ့အတွက်ဒီ format လေးပေါ်လာပြီဆိုရင် shape fill လေးကိုနှိပ်လိုက်မယ်ဒီထဲမှာမိမိနှစ်သက်တဲ့ color လေးကိုရွေးလို့ရပါတယ်ကျွန်မကလောလောဆယ်ဒီ color လေးကိုရွေးလိုက်ပါမယ်ပြီးရင် site လေးကိုနည်းနည်းပေးကြည့်မယ်နမူနာပုံလေးပြန်ကြည့်ရအောင်ဒီမှာ shape လေးတွေ rounded rectangle 2နဲ့ shape နှစ်ခုထည့်မယ်ဒီမှာက3ခုထည့်မယ်ဒီအောက်မှာက2ခုထည့်မယ်ကဲဒါလေးတွေကိုလိုက်ထည့်ရအောင် shape rounded rectangle 2သုံးဖို့အတွက် insert ထဲက shape ဒီထဲမှာ rounded rectangle 2ကိုရွေးပါမယ်ရွေးပြီးသွားရင်ကျမတို့ဒီပေါ်မှာပုံလေးတစ်ခုဆွဲလိုက်မယ်ခက်ရှိရှိလေးဆွဲမယ်နော်ဆွဲပြီးရင်ဒီအနားလေးတွေကအဝိုင်းနေသေးတာဖြစ်တဲ့အတွက်ကြည့်အောင်လို့ဒီအဝါလေးကိုဖိပြီးတော့ဆွဲချုံလိုက်မယ်ဒီထဲကိုဒါဆိုရင်ပုံလေးက rounded rectangle လေးရပါပြီပြီးသွားရင်ကျမတို့ဒီလိုလေးစောင်းလိုက်မယ်နော်ဒီလိုလေးစောင်းပြီးလို့ရှိရင်အပေါ်မှာသွားပြီးတော့ထားပါမယ်ဒီလိုလေးပါsite လေးကနည်းလေးဝနေတယ်နည်းလေးလျှော့လိုက်မယ်ပြီးသွားရင်နောက်ထပ်တစ်ခုထပ်ပြီးတော့ခေါ်ဖို့အတွက်ဒါလေးကိုပဲ copy ကူးလိုက်မယ် Ctrl C Ctrl V ဒီကောင်လေးကိုကြာတော့ကျွန်မနောက်ကိုနည်းနည်းဆုပ်ပြီးတော့နည်းနည်းလေးဝါတဲ့ပုံစံလေးနည်းနည်းကြီးတဲ့ပုံလေးချိန်လိုက်မယ်ဒီပုံလေးပါပြီးသွားရင်ကျွန်မကဒီသေးတာလေးကိုဒီကြီးတာရဲ့အပေါ်မှာထားခြင်းတဲ့အတွက် right click နှိပ်ပြီးတော့ bring to front ကိုရွေးလိုက်မယ်ပြီးရင် color လေးတွေချိန်မယ်ဒါလေးကိုလိမ်မော်ရောင်လေးချိန်ပါမယ် shape fill တဲ့ကဒီထဲကနှစ်သက်တယ်ဆိုရင်လည်းဒီထဲကယူမယ်မကြိုက်ဘူးဆိုရင် more color fill more color တွေကိုသွားမယ် standard တဲ့သွားကြည့်လဲရပါတယ်ကဲဒီပုံလေးကျွန်မယူလိုက်မယ်ဒါဆိုရင်တရောင်ရသွားပြီဒါလေးကိုတော့ခဲပြရောင်လေးရွေးမှာဖြစ်တဲ့အတွက် shape fill တဲ့သွားပြီးတော့ခုနလိုပဲ more fill color နဲ့ standard ထဲဝင်မယ်ပြီးရင်ခဲပြရောင်လေးရှာမယ်ခဲပြရောင်ကိုနည်းနည်းလေးဖြောတာလေးလိုချင်တာပါအဲ့တော့ဖြောတာဆိုတော့ကတိရောင်လေးကိုပဲယူလိုက်မယ်နော်ဒါနဲ့ဆိုရင်အောက်ခံရောင်နဲ့တော်တော်လေးတူနေတယ်အောက်ခံရောင်ကိုကျမတို့ဒီထက်ပေးဖြောမယ် shape fill တဲ့က more fade color ရွေးပြီးတော့ဒီထက်ဖြောမှာဖြစ်တဲ့အတွက်ဒီလိုလေးပေါ်ကိုတင်ပေးလိုက်မယ်ပြီးရင် okay လေးပေးလိုက်မယ်ဒါဆိုရင်အရောင်လေးကွဲသွားပါပြီဒီနေရာမှာကျမတို့ပုံလေးတွေက stroke လေးတွေပါနေတယ်ဒီတော့ shape outline ကိုကျမတို့ no outline လို့ထားလိုက်မယ်ဒါဆိုရင် color တစ်ရောင်နဲ့ဖြစ်သွားပါပြီ
ပြီးသွားပြီဆိုရင်ကျမတို့ဒီဘက်ကို copy ကူးလိုက်မယ်နှစ်ခုလုံးကို select လုပ်မယ်ဆိုရင်တစ်ခုကို select လုပ်ပြီးရင် keyboard ပေါ်က shift key ကိုဖိထားပြီးတော့ဒုတိယပုံလေးကို click နှိပ်လိုက်မယ်ပြီးရင် control C control V နဲ့ copy ကူးလိုက်ပါမယ် copy ကူးပြီးပြီဆိုရင်ကျမတို့နေရာထပ်ချမယ်နေရာချဖို့အတွက်ဒါလေးကအောက်ဘက်ကိုယူပြီးတော့နည်းနည်းလေးပေးပြီးတော့တည်အောင်မယ်ဒါလေးကတော့ဒီအပေါ်ပုံနဲ့ရှေ့စင်းနောက်စင်းပုံလေးပါနည်းနည်းလေးပေးတူလိုက်မယ်လိုလေးပဲထားလိုက်ပါမယ်ပြီးရင်ဒီပုံလေးကို copy ထပ်ပွားမယ် control C control V နဲ့ပွားပြီးရင်ကျမတို့ site ကိုပေးပြီးတော့ကြီးမှာပါsite ပေးကြည့်ပြီးရင်ဒီပုံလေးကအပေါ်မှာထားမှာဖြစ်တဲ့အတွက် right ပုံလေးကိုထောက်ပြီးတော့ right click နှိပ်မယ်ပြီးရင် bring to front ကိုရွှေ့လိုက်မယ်ဒါဆိုရင်ဒီပုံလေးကအပေါ်ကိုရောက်လာမှာပါကဲရောက်မရောက်သိချင်ရင်ပုံလေးကိုအရောင်ချင်းကြည့်မယ်တစ်ခုကစိမ်းပြရောင်တစ်ခုကနိုစိမ်းရောင်လေးချိန်ပါမယ်ဒီရောင်လေးချိန်လိုက်မယ်ဒီပုံလေးကိုတော့ကျမကလိမ္မော်ရောင်လေးပဲချိန်ပါပါဒီပုံလေးကိုတော့ကျမအဝါလေးချိန်မယ်ဝါလွန်းတာလည်းမကြိုက်ဘူးဆိုတော့အဝါကိုခေါ်ပြီးတော့မှ color လေးကိုနည်းနည်းလောက်ပြင်မယ်ခုမှားသွားတယ်ဆိုရင် control Z နှိပ်လိုက်လို့ရပါတယ် Morphe color တွေကကျမတို့အဝါနည်းနည်းဖြောတာလေးကိုဒါလေးယူလိုက်မယ် brown ဝါရောင်လေးကဲဒါလေးပြီးပြီဆိုရင်ကျမတို့အောက်ဘက်မှာပုံလေးထပ်ဆွဲပါမယ်ပုံလေးကနည်းနည်းလေးသေးသေးတဲ့အတွက်ပေးကြည့်ပါအောင်မယ်နည်းနည်းလေးပေးရှည်ပြီးတော့အောက်ကိုကွယ်လိုက်မယ်ဒီနားလေးတွေကို round up ပုံလေးလုံးဝမပေါ်ချင်ပါဘူးဒါလေးကိုလည်းနည်းနည်းလောက်ပေးပြီးတော့ကြီးချင်ပါသေးတယ်ဒါဆိုရင်တော်တော်လေးလှသွားပါပြီအောက်ကပုံလေးတွေအတွက်တစ်ခုလောက် copy ထပ်ကူးလိုက်ပါဦးမယ်အောက်မှာ white color လေးနဲ့ brown color လေးတစ်ခုထည့်ပါဦးမယ်သူတော့နောက်ကိုနည်းနည်းချမယ် control C control V နဲ့ဒါလေးကိုတော့ကျွန်မကခက်သေးသေးလေးထားချင်တာပါဒီလိုလေးထားလိုက်မယ်နော်ဒါလေးကိုအဖြူရောင်ပြောင်းမယ် shade fill တဲ့က white color လေးကိုရွေးလိုက်မယ်ဒါလေးကိုတော့လိမ္မော်ခက်ရင်းရင်းလေးထားလိုက်ပါမယ်လိမ္မော်ခက်ရင်းရင်းကိုထားပြီးရင်တိတ်ပြီးတော့မရင်သေးဘူးဆိုရင် more fill color နဲ့သွားပြီးတော့နည်းနည်းရင်းတဲ့ဒီဇိုင်းလေးကိုရွေးကြည့်မယ်ဒါလေးပဲရွေးလိုက်မယ်နည်းနည်းလေးမလှဘူးလားလို့ဒီထက်ပြန်ဝင်ပြီးတော့ custom color ထဲဝင်ပြီးတော့ကျမတို့အနီနဲ့အဝါကြားလေးကိုချပြီးတော့အနီဘက်ကိုနည်းနည်းပိုယူခြင်းတယ်ကဲပြီးတော့ရင်ဒါလေးကိုနည်းနည်းလောက်တင်ကြည့်မယ်ဒီပုံလေးရပါပြီကဲဒါဆိုရင်လှသွားပြီပြီးပြီဆိုရင်ကျမတို့ circle ပုံလေးတွေထည့်မယ် insert ကိုထပ်ခေါ်စရာမလိုဘူးเนาะ shape တွေကြီးပဲဆွဲနေတာဖြစ်တဲ့အတွက် insert shape ကဒီနားလေးမှာပေါ်နေမှာပါ lip ပုံလေးကိုယူပြီးတော့ circle လေးတစ်ခု shift ဖိပြီးတော့ဆွဲပါမယ်သူ့ကိုကျမကဒီ color လေးနဲ့တူတဲ့ color လေးထားမှာပါ shade fill တဲ့ကသူနဲ့တူတဲ့ color လေးကဒါလေးပါဒါလေးကိုထားပြီးရင်အောက်ဘက်မှာလည်း circle လေးတွေထပ်ခေါ်မှာဖြစ်တဲ့အတွက်ဒါလေးကဒီနားလေးထားမှာပါဒီနားလေးထားမှာပါပြီးရင်သူ့ကိုနည်းနည်းလေးပေးသေးလိုက်မယ် copy ကူးမှာဖြစ်တဲ့အတွက် control C control V ကိုနှိပ်လိုက်မယ်ပြီးရင်ဒီထိပ်နားလေးတစ်ခု site လေးကိုပေးသေးမယ်ပြီးရင်သူ့ကိုပဲ copy ထပ်ကူးမယ် control C control V နဲ့ဒီထိပ်နားလေးမှာတစ်ခုသေးသေးလေးထားပါမယ်သူ့တော့ဖြူရောင် color လေးထားမှာဖြစ်တဲ့အတွက် shade fill တဲ့က white လေးကိုရွှေ့လိုက်မယ်ဒါလေးကိုတော့အပြာလေးနည်းနည်းလေးတက်တဲ့အရောင်လေးရွေးပါမယ်ပြာနဲ့နည်းနည်းလေးထင်းတဲ့ရောင်မှာသူ့ကိုထင်းတဲ့ရောင်ရွေးပြီးရင် outline ကို no outline ထားမယ်သူ့ကိုလည်း no outline ပဲထားပါမယ်
သူ့လည်း no outline လေးပဲထားလိုက်ပါမယ်ကဲဒါဆိုရင်တော်တော်လေးလှနေပါပြီနောက်ထပ်ဒါလေးကို copy ထပ်ပွားပါမယ် control C control V နဲ့ပါပြီးရင်ဒီဖြူထိန်နားလေးမှာနည်းနည်းလေးစိုက်ပေးကြည့်လိုက်မယ်တစ်ခုနောက်တစ်ခုထပ်ပွားလိုက်ပါအောင်မယ်သူကတော့ဒီနားလေးထားမှာပါသူ့တော့ကျွန်မကဒီရောင်လေးနဲ့ထားမှာပါဒီရောင်နဲ့နီးစပ်တဲ့အရောင် shape fill တဲ့ကိုသွားပြီးတော့သူနဲ့နီးစပ်ဆုံးရောင်ကဒါလေးပါဒါလေးထားပြီးပြီဆိုရင်ဒါလေးကိုတော့အပြာခက်ဖြက်ဖြောလေးပြတောက်တောက်ဖြက်ဖြောလေးကိုထားပါမယ်ဒါလေးထားလိုက်ပါမယ်ဒါလေးပြီးပြီဆိုရင်ကျမတို့ရဲ့ဒီဇိုင်းလေးကိုနီးကပ်ကြည့်ကြည့်ရအောင်ဒီနေရာမှာဒီရောင်လေးနှစ်ခုကနည်းနည်းလေးကွဲနေတယ်ဒါလေးကိုအောက်ကိုနည်းနည်းလေးထပ်ချလိုက်မယ်ဒါလေးနည်းနည်းတင်ပြီးတော့ဒါလေးလည်းနည်းနည်းထပ်တင်လိုက်မယ်တင်ရင်ဒီလိုဆွဲဆက်ပြီးတော့တင်ရင်ပိုလှပါတယ်ကဲဒါဆိုရင်ကျမတို့နီးကပ်ပြန်ကြည့်ရအောင်ကိုလိုသလိုပြန်ပြီးတော့ပြုပြင်လို့ရပါတယ်နော်ကဲအားလုံးပြီးပြီဆိုရင်ကျမတို့ text box လေးထည့်ပြီးတော့စာရိုက်ပါမယ်စာရိုက်ဖို့အတွက်ကျမတို့ဒီ text box လေးကိုခေါ်မယ်ဒီနားလေးမှာ text box တစ်ခုဆွဲပါမယ်ဆွဲပြီးသွားရင်စာရိုက်မယ် what cover design ဆိုပြီးတော့ပြီးတော့ရင်ကျမတို့ဒီနားလေးမှာစာရိုက်ပါမယ် what cover တကယ်တော့ဒီနေရာကကိုယ့်ရဲ့စာအုပ်ရဲ့စာအုပ်ရဲ့နာမည်ပေါ့နော်စာအုပ်ရဲ့နာမည်ကိုအဓိကထားမှာပါပြီးတော့ရင် site ကိုကျမက82နဲ့ထားလိုက်မှာပါ82ရိုက်ပြီးရင်အန်ထားလေးနှိပ်လိုက်မယ်စင်တာလေးထားမယ်ပြီးတော့ရင်ဒီအဖြူခွက်ကြီးပျောက်သွားဖို့အတွက်ကျမတို့တွေ format ထဲဝင်ပြီးတော့ shape fill မှာ no fill လို့ထားလိုက်မယ် shape outline ကိုလည်း no outline လို့ထားလိုက်ပါမယ်ထားပြီးတော့ရင်ကျမတို့ font design လေးပြောင်းကြည့်မယ် font ကကျမက Arial rounded ကိုသုံးမှာပါဒါဆိုရင်ကိုစီမှာရှိတယ်ဆိုရင်လည်းသုံးမရှိရင်လည်းမိမိနှစ်သက်တဲ့ font ရွေးလို့ရပါတယ် Arial rounded လေးပါဒါလေးပါကျမကလည်းဒီလိုရိုးရိုးရှင်းရှင်းလေးနဲ့တက်တက်ရရက်လေးလှတဲ့ font လေးတွေကြိုက်တယ်ပြီးတော့အောက်ဘက်မှာကကျမတို့စာပေါင်းတစ်ခုထပ်ပြီးတော့ဆွဲပါမယ် insert ထဲက text box နဲ့ shape ထဲက text box ကိုခေါ်မယ်ပြီးရင်ဒီနားလေးမှာကျမတို့စာပေါင်းလေးတစ်ခုဆွဲလိုက်ပါမယ်ဆွဲပြီးရင်စာလေးရိုက်မယ်ကျမကတော့ copy ကူးလိုက်တော့မယ်နော်ဒါကတော့ကိုယ့်ရဲ့စာအုပ်ပါအချက်လက်တွေကိုရိုက်ရတာပါနော်ကိုထည့်ချင်တဲ့စာထည့်လို့ရပါတယ်ကဲပြီးသွားပြီဆိုရင်ဒါလဲဖောင်လေးကိုခက်ပိန်ပိန်လေးနဲ့ကြည့်လို့လှတဲ့ပုံလေးရွေးပေးပါနော်စလုံးတွေအရန်ထူထူအန်းကြီးတွေကမလှပါဘူးရှင်ကျမတော့မကြိုက်ပါဘူးထူတဲ့နေရာလေးတွေထူပေါ့နော်ကျမတို့တွေဒီကောင်ကိုစင်တာထားခြင်းနဲ့ဆိုရင်ဒါလေးကိုစာပေါင်းကြီးကိုချဲ့လိုက်မယ်ဒီဘက်စာပေါင်းကိုလည်းချဲ့လိုက်မယ်ဒါဆိုရင်သူ့အလိုလျောက်စင်တာဖြစ်သွားပါပြီပြီးတော့ဒီကောင်လေးကိုလည်းကျမတို့ box တွေဖြောက်မယ်နော် format ထဲက shape fill ကို no fill လို့ထားမယ် shape outline ကိုလည်း no outline လို့ထားလိုက်ပါမယ်ပြီးရင်ခုနလိုပဲကျမတို့စင်တာထားချင်တာဖြစ်တဲ့အတွက်စာပေါင်းကိုစာရွက်အပြည့်ဆွဲလိုက်ပါမယ်နော်ပြီးရင်ဒါလေးကိုအပေါ်နည်းနည်းလောက်တက်လိုက်ပါမယ်ကဲဒါဆိုရင်အားလုံးအဆင်ပြေသွားပါပြီကဲကျမတို့ရဲ့စာအုပ်ဒီဇိုင်းလေးနီးကပ်ကြည့်ကြရအောင်
ကဲဒီလိုစာအုပ်ဒီဇိုင်းလှလှလေးတွေကိုယ့်ဘာသာကိုဖန်တီးကြည့်ပါနော်ဗီဒီယိုရဲ့ comment box မှာစာအုပ်ဒီဇိုင်းလေးကိုချထားပေးပါမယ်နော်ကြည့်ပြီးတော့ဆွဲပေးပါ